ဒီလိုအခြေအနေမျိုးကိုကြုံဘူးကြရဲ့လား Have you ever gone through something like this ကျမရဲ့အဖြစ်ကိုပြောပြချင်ပါတယ် I'm gonna share my story with you ကျမမှာချစ်သူရှိပါတယ် I have a boyfriend ကျမတို့ချစ်သူဖြစ်တာ3နှစ်ရှိပါပြီ We've been a couple for 3 years သူမနစ်ကပဲနိုင်ငံခြားကိုအလုပ်လုပ်ဖို့ထွက်သွားခဲ့တယ် He went abroad for work last year ကျမတို့ LDRS ဖြစ်သွားကြပါတယ် We were in a long distance relationship အစပိုင်းတုန်းကတော့အားလုံးအဆင်ပြေပါတယ် At first everything was fine နေ့တိုင်းစကားတွေပြောဖြစ်ခဲ့ကြတယ် We talked every day ညတိုင်းလဲ video call ပြောဖြစ်ကြတယ် We made video calls every night ကျမသူ့ကိုအရန်လွမ်းခဲ့ရပါတယ် I missed him a lot သူကရုံးတရုံမှာအလုပ်လုပ်ပါတယ် He worked in an office သူလုပ်ဖို့ကင်ဘက်တွေအများကြီးတွေ့ရပါတယ် He met many coworkers လုပ်ဖို့ကင်ဘက်တစ်ယောက်က Susie ဆိုတဲ့အမျိုးသမီးပါ One coworker was a woman named Susie နေ့လယ်စာလည်းအတူစားကြတယ် They ate lunch together အလုပ်စင်းရင် coffee သွားတောက်ကြပါတယ် After work they went for coffee တဖြည်းဖြည်းနဲ့သူတို့ရင်းနှီးလာခဲ့ကြတယ် Slowly they became close ဒီအကြောင်းတွေသူကျမကိုပြောမပြခဲ့ပါဘူး He did not tell me about this သူဒီနေ့အဆင်ပြေလားလို့မေးတဲ့အခါ When I asked about his day သူကအလုပ်များတယ်ပင်ပန်းတယ်ပဲပြောခဲ့ပါတယ် He said he was busy or tired တရက်တော့သူပြောင်းလဲလာတယ် One day he started to change သူကျမကိုဖုန်းခေါ်တာလည်းနည်းလာတယ် He called me less စာပို့ရင်လည်းတူတူလေးတွေပဲ His messages were short ကျမစိတ်ပူခဲ့ရတယ် I felt worried တညတော့ကျမ Facebook ဖွင့်ကြည့်မိတယ် One night I opened Facebook သူမိုင်းဒေးတင်ထားတာကိုတွေ့တယ် I saw his story စပွဲကုံပေါ်ကလက်နှစ်ခုကိုရိုက်ပြထားတယ် It showed 2 hands on a table မျက်နှာတွေမပါဘူး No faces လက်တစ်ဖက်ကသူ့လက်ပါ One hand was his တခြားလက်တစ်ဖက်ကမိန်းမတစ်ယောက်ရဲ့လက်ပါ The other hand was a woman's hand ကျမစိတ်ထဲထူးဆန်းသွားတယ် My heart felt strange အမှန်ကိုသူဖုံးကွယ်ဖို့ကြိုးစားခဲ့တာပဲ He tried to hide the truth နောက်ရက်ကျတော့နောက်တစ်ခုထပ်တွေ့တယ် The next day I saw another story ဖယောင်းတိုင်လေးတွေနဲ့ကိတ်မုန့်တစ်ခုပါ It was a cake with candles လူတွေကလည်းပျော်ရွှင်စရာမွေးနေ့ပါ People wrote comments like Happy birthday မင်းတို့နှစ်ယောက်အတူပျော်ရွှင်နိုင်ပါစေဆိုတာမျိုးတွေမှတ်ထားကြတယ် Wish you happiness together ကျမစိတ်ထဲဇဝေဇဝါဖြစ်ပြီးနာကျင်ရတယ် I felt confused and hurt မွေးနေ့အကြောင်းသူဘာမှမပြောခဲ့ဘူး He never told me about a birthday သူမနဲ့ပတ်သက်ပြီးလည်းတစ်ခါမှမပြောခဲ့ဘူး He never told me about her နောက်တော့သူအဲ့ဒီပုံတွေကိုဖျက်လိုက်တယ် Later he deleted the photos သူတို့ကိုကျမမမြင်လိုက်ဘူးလို့သူထင်နေခဲ့တာ He thought I did not see them ဒါပေမဲ့သဲလွန်စာကျမစိတ်ထဲရှိနေခဲ့ပြီ But the clue stayed in my mind ဓာတ်ပုံတွေနဲ့ပတ်သက်ပြီးကျမသူ့ကိုမေးတယ် I asked him about the pictures အစာပိုင်းတော့ဘာမှမဟုတ်ပါဘူးလို့သူကပြောတယ် At first he said it's nothing ဒီတိုင်းအလုပ်တူတူလုပ်ကြတာပါလို့ပြောတယ် He said just coworkers နောက်တော့သူကျမကိုအမှန်တိုင်းပြောတယ် Later he told me the truth သူ့လုပ်ဖို့ကင်ဖက်နဲ့သူဖောက်ပြန်နေခဲ့တာ He cheated on me with his coworker ပြီးတော့သူကအကြောင်းပြချက်ပေးသေးတယ် Then he gave me a reason ငါတို့ဝေးနေကြလို့ဖောက်ပြန်မိခဲ့တာပါတဲ့ He said I cheated because we live far away ကျမရပောင်းများစွာငိုခဲ့မိတယ် I cried for many days သူ့ကိုယုံကြည်ခဲ့ပေမဲ့အဲ့ဒီယုံကြည်မှုကိုသူဖျက်ဆီးခဲ့တယ် I trusted him but he broke my trust သူတို့တွဲတာ6လပဲရှိပါသေးတယ် They've been together for only 6 months ဒါပေမဲ့အခုတော့သူမမှာကိုဝင်3လရှိနေပါပြီ But now she's been pregnant for 2 months သူမအပေါ်တန်ရောစင်မတွေ့မိအောင်သူစူးစမ်းခဲ့တယ်တဲ့ He said he tried not to be attached to her တ
ဒါပေမဲ့အထီးအတွေ့ကိုသူမလွန်ဆန်နိုင်ခဲ့ဘူးလေ But he couldn't escape from her physical touch ကျမလန့်လဲလန့်စိတ်လဲတိုမိတယ် I felt shocked and angry အကွာအဝေးဟာဖောက်ပြန်မှုအကြောင်းပြချက်မဟုတ်ဘူး Distance is not a reason to cheat အဝေးရောက်ဆောင်တွဲတွေလိုအပ်တာဟာယုံကြည်မှုပါ Long distance relationships need trust အလိမ်အညာတွေမဟုတ်ဘူး Not lines သူကဖခင်တယောက်ဖြစ်လာတော့မယ် He's gonna be a father ကျမသူနဲ့မပတ်သက်ချင်တော့ပါဘူး I no longer want to be involved with him ဒါကျမတို့နှစ်ယောက်ရဲ့ဆက်လက်အဆုံးသတ်ပဲဖြစ်မယ် This must be the end of our story အခုထိသူ့ပေါ်ခံစားချက်ရှိနေသေးတာဝန်ခံပါတယ် I admit I still have feelings for him ဒါပေမဲ့မကြခင်သူ့ကိုမေ့ပြစ်နိုင်ဖို့ကြိုးစားမှာပါ But I'll try to get over him soon ကျမခံစားချက်တွေသူ့ကိုပြောပြခဲ့တယ် I told him my feelings ဖောက်ပြန်တယ်ဆိုတာရွေးချယ်မှုတစ်ခုပါပဲ Cheating is a choice ဝေးကွာနေလို့ပါဆိုတာစင်ကြေပေးစရာမဟုတ်ဘူး Being far away is not an excuse အခုကျမကိုလေးစားမှုရှိဖို့သင်ယူနေပါတယ် Now I'm learning to respect myself ကျမဟာရိုးသားမှုနဲ့ထိုက်တန်တယ် I know I deserve honesty ကျမဟာသစ္စာနဲ့ထိုက်တန်တယ် I know I deserve loyalty ကျမဟာချစ်ချင်းမေတ္တာနဲ့ထိုက်တန်ပါတယ် I know I deserve love ဒီလိုအခြေအနေမျိုးကိုကြုံဘူးကြရဲ့လား Have you ever gone through something like this ကျမရဲ့အဖြစ်ကိုပြောပြချင်ပါတယ် I'm gonna share my story with you ကျမမှာချစ်သူရှိပါတယ် I have a boyfriend ကျမတို့ချစ်သူဖြစ်တာ3နှစ်ရှိပါပြီ We've been a couple for 3 years သူမနစ်ကပဲနိုင်ငံခြားကိုအလုပ်လုပ်ဖို့ထွက်သွားခဲ့တယ် He went abroad for work last year ကျမတို့ LDRS ဖြစ်သွားကြပါတယ် We were in a long distance relationship အစပိုင်းတုန်းကတော့အားလုံးအဆင်ပြေပါတယ် At first everything was fine နေ့တိုင်းစကားတွေပြောဖြစ်ခဲ့ကြတယ် We talked every day ညတိုင်းလည်း video ပြောဖြစ်ကြတယ် We made video calls every night ကျမသူ့အရန်လွမ်းခဲ့ရပါတယ် I missed him a lot သူကရုံးတရုံမှာအလုပ်လုပ်ပါတယ် He worked in an office သူလုပ်ဖို့ကင်ဘက်တွေအများကြီးတွေ့ရပါတယ် He met many coworkers လုပ်ဖို့ကင်ဘက်တယောက်က Susie ဆိုတဲ့အမျိုးသမီးပါ One coworker was a woman named Susie နေ့လယ်စာလည်းအတူစားကြတယ် They ate lunch together အလုပ်စင်းရင် coffee သွားတောက်ကြပါတယ် After work they went for coffee တဖြည်းဖြည်းနဲ့သူတို့ယဉ်နီးလာခဲ့ကြတယ် Slowly they became close ဒီအကြောင်းတွေသူကျမကိုပြောမပြခဲ့ပါဘူး He did not tell me about this သူဒီနေ့အဆင်ပြေလားလို့မေးတဲ့အခါ When I asked about his day သူကအလုပ်များတယ်ပင်ပန်းတယ်ပဲပြောခဲ့ပါတယ် He said he was busy or tired တရက်တော့သူပြောင်းလဲလာတယ် One day he started to change သူကျမကိုဖုန်းခေါ်တာလည်းနည်းလာတယ် He called me less စာပို့ရင်လည်းတူတူလေးတွေပဲ His messages were short ကျမစိတ်ပူခဲ့ရတယ် I felt worried တညတော့ကျမ Facebook ဖွင့်ကြည့်မိတယ် One night I opened Facebook သူမိုင်းဒေးတင်ထားတာကိုတွေ့တယ် I saw his story စပွဲကုံပေါ်ကလက်နှစ်ခုကိုရိုက်ပြထားတယ် It showed 2 hands on a table မျက်နှာတွေမပါဘူး No faces လက်တစ်ဖက်ကသူ့လက်ပါ One hand was his တခြားလက်တစ်ဖက်ကမိန်းမတစ်ယောက်ရဲ့လက်ပါ The other hand was a woman's hand ကျမစိတ်ထဲထူးဆန်းသွားတယ် My heart felt strange အမှန်ကိုသူဖုံးကွယ်ဖို့ကြိုးစားခဲ့တာပဲ He tried to hide the truth နောက်ရက်ကျတော့နောက်တစ်ခုထပ်တွေ့တယ် The next day I saw another story ဖယောင်းတိုင်လေးတွေနဲ့ကိတ်မုန့်တစ်ခုပါ It was a cake with candles လူတွေကလည်းပျော်ရွှင်စရာမွေးနေ့ပါ People wrote comments like Happy birthday မင်းတို့နှစ်ယောက်အတူပျော်ရွှင်နိုင်ပါစေဆိုတာမျိုးတွေမှတ်ထားကြတယ် Wish you happiness together ကျမစိတ်ထဲဇဝေဇဝါဖြစ်ပြီးနာကျင်ရတယ်
I felt confused and hurt. မွေးနေ့အကြောင်းသူဘာမှမပြောခဲ့ဘူး He never told me about a birthday. သူမနဲ့ပတ်သက်ပြီးလည်းတစ်ခါမှမပြောခဲ့ဘူး He never told me about her. နောက်တော့သူအဲ့ဒီပုံတွေကိုဖျက်လိုက်တယ် Later he deleted the photos. သူတို့ကိုကျွန်မမမြင်လိုက်ဘူးလို့သူထင်နေခဲ့တာ He thought I did not see them. ဒါပေမဲ့သဲလွန်စာကျွန်မစိတ်ထဲရှိနေခဲ့ပြီ But the clue stayed in my mind. ဓာတ်ပုံတွေနဲ့ပတ်သက်ပြီးကျွန်မသူ့ကိုမေးတယ် I asked him about the pictures. အစာပိုင်းတော့ဘာမှမဟုတ်ပါဘူးလို့သူကပြောတယ် At first he said it's nothing. ဒီတိုင်းအလုပ်တူတူလုပ်ကြတာပါလို့ပြောတယ် He said just co-workers. နောက်တော့သူကျွန်မကိုအမှန်တိုင်းပြောတယ် Later he told me the truth. သူ့လုပ်ဖော်ကိုင်ဖက်နဲ့သူဖောက်ပြန်နေခဲ့တာ He cheated on me with his co-worker. ပြီးတော့သူကအကြောင်းပြချက်ပေးသေးတယ် Then he gave me a reason. ငါတို့ဝေးနေကြလို့ဖောက်ပြန်မိခဲ့တာပါတဲ့ He said I cheated because we live far away. ကျမရပောင်းများစွာငိုခဲ့မိတယ် I cried for many days. သူ့ကိုယုံကြည်ခဲ့ပေမဲ့အဲ့ဒီယုံကြည်မှုကိုသူဖျက်ဆီးခဲ့တယ် I trusted him, but he broke my trust. သူတို့တွဲတာ6လပဲရှိပါသေးတယ် They've been together for only 6 months. ဒါပေမဲ့အခုတော့သူမမှာကိုဝင်3လရှိနေပါပြီ But now she's been pregnant for 2 months. သူမအပေါ်တန်ရောစင်မတွေ့မိအောင်သူစူးစမ်းခဲ့တယ်တဲ့ He said he tried not to be attached to her. ဒါပေမဲ့အထီးအတွေ့ကိုသူမလွန်ဆန်နိုင်ခဲ့ဘူးတယ်လေ But he couldn't escape from her physical touch. ကျမလန့်လဲလန့်စိတ်လဲတူမိတယ် I felt shocked and angry. အကွာအဝေးဟာဖောက်ပြန်မှုအကြောင်းပြချက်မဟုတ်ဘူး Distance is not a reason to cheat. အဝေးရောက်ဆောင်တွဲတွေလိုအပ်တာဟာယုံကြည်မှုပါ Long distance relationships need trust. အလိမ်အညာတွေမဟုတ်ဘူး Not lies. သူကဖခင်တယောက်ဖြစ်လာတော့မယ် He's gonna be a father. ကျမသူနဲ့မပတ်သက်ချင်တော့ပါဘူး I no longer want to be involved with him. ဒါကျမတို့နှစ်ယောက်ရဲ့ဆက်လက်အဆုံးသတ်ပဲဖြစ်မယ် This must be the end of our story. အခုထိသူ့ပေါ်ခံစားချက်ရှိနေသေးတာဝန်ခံပါတယ် I admit I still have feelings for him. ဒါပေမဲ့မကြခင်သူ့ကိုမေ့ပြစ်နိုင်ဖို့ကြိုးစားမှာပါ But I'll try to get over him soon. ကျမခံစားချက်တွေသူ့ကိုပြောပြခဲ့တယ် I told him my feelings. ဖောက်ပြန်တယ်ဆိုတာရွေးချယ်မှုတစ်ခုပါပဲ Cheating is a choice. ဝေးကွာနေလို့ပါဆိုတာစင်ကြေးပေးစရာမဟုတ်ဘူး Being far away is not an excuse. အခုကျမကိုယ့်ကိုယ်ကိုလေးစားမှုရှိဖို့သင်ယူနေပါတယ် Now I'm learning to respect myself. ကျမဟာရိုးသားမှုနဲ့ထိုက်တန်တယ် I know I deserve honesty. ကျမဟာသစ္စာနဲ့ထိုက်တန်တယ် I know I deserve loyalty. ကျမဟာချစ်ချင်းမေတ္တာနဲ့ထိုက်တန်ပါတယ် I know I deserve love.